အားလုံးပဲမင်္ဂလာပါခင်ဗျာ Ghost Story Channel ကနေအားလုံးကိုပြန်လဲကြိုးစိုးလိုက်ပါတယ်ခင်ဗျာဇလန်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားပေးခဲ့ကြပါဦးနော်ကဲဇလန်းလေးကိုစားလိုက်ကြရအောင်ဗျာကျွန်တော်နာမည်ကတောမတ်ပါလွန်ခဲ့တဲ့2လလောက်ကကျွန်တော်မှကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုပြောပြခြင်းပါတယ်အဲဒီတုန်းကကျွန်တော်ဟာလမ်းလျှောက်ခီးသွားတာကိုဝါသနာပါပြီးတော့တယောက်တည်းတိုးတဲ့တောင်တွေကိုမကြာခဏခရီးတိုလေးတွေထွက်လေရှိပါတယ်အဲ့လိုထွက်နေရင်းနဲ့ကျွန်တော်လမ်းပြောက်ခဲ့တာပါပင်မလမ်းကြောင်းကနေလမ်းပြန်လျှောက်မယ်ဆိုပြီးတော့ချိုးလိုက်တာနောက်ဆုံးတော့ရင်းနှီးတဲ့အမှတ်သားတွေအားလုံးပျောက်ဆုံးသွားပါတော့တယ်အဝင်းချင်းကတေတော်တွေကတမျိုးဖြစ်နေတယ်မှောင်နေတယ်အရန်လဲတိတ်ဆိတ်နေပါတယ်နောက်ဆုံးမှတော့ကျွန်တော်လမ်းငယ်လေးတစ်ခုကိုရောက်လာခဲ့တယ်အဲ့ဒီလမ်းဘေးမှာမြေအောက်ကနေထွက်လာသလိုမျိုးရုတ်တရက်ဒေသခံ2ယောက်ပေါ်လာခဲ့တယ်ကျွန်တော်ကဘယ်ကိုသွားမလဲမေးဖို့ပါဇက်ဟားလိုက်ရုံပဲရှိသေးတယ်အဲ့ဒီလူကြီးကကျွန်တော်ကိုကြည့်ပြီးပြောလိုက်တယ်လမ်းကြောင်းကဟိုမှာတဲ့သူကသူ့ရဲ့လက်ချောင်းရှည်ကြီးနဲ့ခြုံတွေထူတဲ့ဘက်ကိုညွှန်ပြတယ်အဲ့ဒီအတိုင်းသွားလိုက်တဲ့မျိုးသမီးကလည်းထပ်ဖြည့်ပြီးပြောတယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီလမ်းကြောင်းပေါ်ကနေလုံးဝချိုးမထွက်နဲ့လက်တတိယထားတဲ့ကျွန်တော်ခေါင်းငိမ်ပြီးသူတို့ညွှန်ပြတဲ့နေရာကိုလမ်းလျှောက်လာခဲ့တယ်သူတို့စကားတွေကခေါင်းထဲမှာပဲ့တင်ထပ်နေပေမဲ့ကျွန်တော်ကတော့တာကိုဒေတာခန်တွေရဲ့အယူသီးမှုလိုပဲမှတ်လိုက်ပါတယ်ညနေဆောင်နေပြီဖြစ်တဲ့အချိန်မှာကျွန်တော်လမ်းကြောင်းကိုရှာတွေးခဲ့တယ်လမ်းကကျင်းပေမဲ့လမ်းကြောင်းတစ်ခုတော့ဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲကလေးတယောက်ငိုသံကိုကျွန်တော်ကြားလိုက်ရတယ်အဲ့ဒီအတန်ကလမ်းကြောင်းရဲ့ဘဲဘက်ပေါင်မိုက်တွေရဲ့ခြုံထူတွေတဲကနေတက်တက်ကိုထွက်ပေါ်လာတာပါအတန်ကအရန်ကိုတနာစရာကောင်းပြီးကြောက်လန့်နေတဲ့အတန်မျိုးပါကျွန်တော်ရက်တန့်လိုက်တယ်တတိပေးထားတာကိုမှတ်မိပေမဲ့ညာဘက်တောထဲမှာကလေးတယောက်တည်းကိုပြစ်ထားဖို့ကလည်းမဖြစ်နိုင်ဘူးလေကျွန်တော်ကဟေးဘယ်သူလဲလို့អော်လိုက်တယ်အဲ့ဒီအခါမှာငိုတန်ကပိုကျဲလာခဲ့တယ်ကျွန်တော်တံမီနဲ့ခြုံတွေတဲကိုထိုးကြည့်ပေမဲ့ဘာမှမတွေ့ရဘူးအသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးတော့လမ်းကြောင်းပေါ်ကနေခြေတလန့်ဆုပ်လိုက်တယ်အတန်လာရာစီကိုခြုံတွေပိတ်ပေါင်းတွေကြားကနေတိုးဝေပြီးတော့လိုက်သွားခဲ့တော့တယ်ငိုတန်ကကျွန်တော်ကိုပို့ပြီးတော့ဝေးရာစီကိုဆွဲခေါ်သွားနေတယ်အဲ့ဒီနောက်မှာတော့ရုတ်တရက်ငိုတန်ရက်သွားပါတော့တယ်အရန်ကိုတိတ်ဆိတ်သွားတယ်ကျွန်တော်ရက်လိုက်ပြီးတော့ပတ်လည်ကိုဒံမီနဲ့ထိုးကြည့်လိုက်တယ်အဲ့ဒီအခါမှာငိုနေတဲ့သူကိုကျွန်တော်တွေးလိုက်ရတယ်ရေကြီးပေါ်မှာခြေပလားနဲ့ရက်နေတဲ့ကလေးတစ်ယောက်ပါပဲဒါပေမဲ့သူ့မျက်နှာမှာတစ်ခုခုရှိနေတယ်ပြုံလုံးလက်တံတွေပါအဲ့ဒါတွေကသူ့ကောင်းကိုရစ်ပတ်ထားပြီးတော့သူ့ဘေးနှစ်ဘက်စီကိုထွက်သွားနေတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီပြုံလုံးလက်တံတွေကဘာတူလဲဆိုတော့ကျွန်တော်မြင်လိုက်ရတယ်ကျွန်တော်တခါမှမမြင်ဘူးတဲ့အနိဒာယုံတရဝါကြီးပါပဲအဲ့ဒီသရဝါကြီးရဲ့ပြုံလုံးလက်တံတွေကအဲ့ဒီဆယ်ကျော်သက်ကလေးရဲ့ဥကောင်းလေးကိုထိုးဆိုင်နေတာပါအဲ့ဒီအချိန်ကြီးကျွန်တော်စိတ်ထဲမှာဒါဟာကျွန်တော်မြင်ဘူးသမျှလည်းမှာအထိတ်လန့်ဆုံးမြင်ကွင်းလို့ထင်ခဲ့တာပေါ့အဲ့ဒီနောက်မှာတော့ကလေးကပြုံးပြလိုက်တယ်အဲ့ဒီအခါမှာသားကောင်ဆိုတော့သူမဟုတ်ပဲကျွန်တော်မှနားလည်လိုက်တော့တယ်ကျွန်တော်နောက်ဆုံးဖို့စူးစမ်းပေမဲ့နောက်ကျနေပါပြီသူတို့တွေကကျွန်တော်ကိုဝိုင်းထားလိုက်ပြီသူတို့ရဲ့လက်ချောင်းရှည်ကြီးတွေကကျွန်တော်စီကိုလှမ်းနေကြပြီကျွန်တော်လည်းကြောက်လန့်ကြားနဲ့လှုပ်တော့မလှုပ်နိုင်တော့ပါဘူးဒါပေမဲ့သိလားအဲ့ဒီကလေးကိုကယ်တင်ဖို့လမ်းကြောင်းကနေချိုးထွက်ခဲ့တာကိုကျွန်တော်နောင်တရမိပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုဆိုရင်ကျွန်တော်တို့အားလုံးဟာမိသားစုတစ်ခုတည်းဖြစ်သွားလို့ပါပဲ